မင်္ဂလာပါရှင်ဒီနေ့မှာတော့အဝက်သားရခိုင်ချက်လေးပြန်ချက်စားဖြစ်ပါတယ်အနက်ကလေးမွေးပြီးတော့အသားလေးနူးနူးအီးအီးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်ချက်နီးလေးကိုလည်းဒီမှာဝေမပေးလိုက်ပါတယ်ရှင်ခဲဒါဆိုရင်တော့အဝက်သားကိုအနေတိုလေးတွေလှီးပြီးတော့စီချိုးတတ်ဆင်ပြီးတော့ရေးစစ်ထားပါမယ်ကျန်တဲ့အစာပလာတွေကိုထောင်းဖို့ပြင်ဆင်ပါမယ်ရှင်ချက်သွန်ကြီးအလုံးကြီးတစ်လုံးပါမယ်ဂျင်းနဲ့ချက်သွန်ဖြူကြိုက်ထားတယ်ဒါတော့မဆလာစနွေးမုံချက်သွန်ဖြူမုံစာညင်ငပီငရုတ်သီး6တို့ပါဝင်ပါမယ်ရှင်ငရုတ်သီး6ကိုကျမကအရန်ဆက်လို့အစစ်တွေကိုထုတ်လိုက်တယ်မိုးတွေမပါရအောင်နှစ်ချမ်းခွေးပြီးတော့ရေဆေးတယ်ငရုတ်သီးလေးတွေပွားသွားအောင်ရေစိမ်ထားလိုက်ပါရှင်ငရုတ်သီးကိုအရင်ကြည်အောင်ထောင်းလိုက်ပါမယ်နော်ငရုတ်သီးကြည်သွားပြီဆိုရင်တော့ဒီအစာပလာတွေကိုအကုန်လုံးထည့်ပြီးတော့ထောင်းပါမယ်ရှင်ညင်ငပီလေးနည်းနည်းပို့ထည့်ထားပါတယ်လေးလေးပင်ပင်လေးစားချင်လို့ပါနော်ကျမကငါအချိုမုံလေးနည်းနည်းသုံးထားပါရဲ့နော်မဆလာနဲ့ငါအချိုမုံလေးပါထားပါရဲ့နော်သူ့ရဲ့တစ်စိတ်ကဒါလေးပါရှင်ထောင်းလို့ကြည်သွားပြီဆိုရင်တော့အသားထဲမှာစိတ်ဝင်သွားအောင်နော်လေးနှိပ်ပြီးတော့နေထားပေးလိုက်ပါမယ်ရှင်ဝက်သားချက်နီးတွေကိုကျမအရင်က post တွေအများကြီးတင်ထားပြီးပြီနော်တစ်ခါနဲ့တစ်ခါမတူရအောင်စောက်ကောင်းတဲ့နီးလေးကိုပြန်လေးမှဝေမျှပါတယ်ရှင်နာယူဝက်လောက်နှတ်ထားပေးလိုက်တယ်ရှင်နာယူဝက်လောက်ကြာပြီဆိုရင်တော့စချက်ပါမယ်စီဘူးအရင်တေးလိုက်တယ်ခုနကကြက်သွန်ကြီးအလုံးကြီးတစ်လုံးကိုပပလေးလှီးပြီးတော့စီတပ်ပေးလိုက်တယ်ရှင်အသားတွေကနေစီတွေထွက်ဥမှာမလို့ကျမကစီကိုနည်းနည်းပဲတုံထားပါရဲ့နော်ကြက်သွန်ကြီးအနေတိုလေးရလာပြီဆိုရင်တော့အသားနှတ်ထားတာကိုထည့်ပါမယ်ရှင်ဝက်သားတွေကနေထွက်လာတဲ့ရေတွေခန်းသွားတဲ့အထိလုံထားပေးလိုက်ပါမယ်နော်ဒီလိုစီတက်နေတဲ့အချိန်မှာတော့အရန်ကိုမွေးပါတယ်နော်ကျမကအနည်းများများရအောင်ဂျင်းနဲ့ကြက်သွန်ဖြူကိုများများထောင်းထည့်လိုက်ပါတယ်ရှင်ဒီလိုမျိုးစီပေါက်လာပြီဆိုရင်တော့သူ့ကိုရေထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ထားပါမယ်နော်ကျမကဒီဗီဒီယိုမှာရေထည့်တာကိုတစ်ခါပဲပြပေးပါရရှင်အသားနူးတဲ့အထိရေကတော့2ခါလောက်ထည့်ပါတယ်နော်ရေများများထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ကြာအောင်ချက်လိုက်ပါတယ်ကျမကတော့ချက်ချိန်ကြာတဲ့အချိန်ကတော့1နာရီလောက်နှားထားပေးတယ်နော်အသားလေးနူးအိပြီးတော့အရန်ကိုစားကောင်းပါတယ်ရှင်အပိုးအောင်နည်းနည်းလန်ထားပေးလိုက်ပါမယ်ရှင်ဒီလိုမျိုးရေများများထည့်ပြီးတော့ချက်ပါတယ်နော်ကဲတနာရီလေးကြာလို့ပြန်သွားကြည့်ရဲ့အချိန်မှာစီတွေပေါက်ပြီးတော့ရေတွေခန်းသွားပါပြီနော်အနက်ကလေးကလည်းအရင်မွေးပြီးတော့တကယ်ပဲဗိတ်ဆာလာသလိုပါပဲရှင်အသားလေးနူးအိပြီးတော့စီပြန်လေးတအားစောက်ကောင်းပါတယ်နော်ဒီတိုင်းလေးလိုက်ချက်စားကြည့်ပါရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လည်းကျေးဇူးတင်ပါတယ်